ဒါလေးပါတင်းကသူရဲ့ကောင်းကတော့ဒါယောက်ျားလေးတိုင်းရဲ့ဒါပြောရရင်အခြေဦးလို့တော့ပြောပါမယ်ဒီနေ့မှာတော့ Mr. Friday မှာ special guest တူကိုဖိတ်ခေါ်ထားပါတယ်သူကတော့တခြားလူတော့မဟုတ်ပါဘူး movie monster ကြီး Mr. Banking ပဲဖြစ်ပါတယ်အားလုံးပဲလက်ခုပ်တီးပြီးတော့ကြိုဆိုလိုက်အောင်ဗျာမင်္ဂလာပါ Mr. Banking ဗျာမင်္ဂလာပါအခုပေါ့နော် movie monster ကြီးဖြစ်ပေါ်လာပုံလေးတစ်ချက်လောက်ပြောပြပါအောင်ဘယ်ရွယ်တည်းကနေပြီးတော့ကြည့်ပြတာလည်းမသိဘူးဆိုတော့တီးသလောက်ဆိုလို့ရှင်တော့မီးကောင်ပေါက်ဆရွယ်ကလေးကပေါ့ကတ်တုံးမှန်သမျှအကုန်ကြည့်အန်နီမန်သမျှအကုန်ကြည့်နေ movie တွေအကုန်လုံးကိုညတွေမအိတ်စတန်ဇွတ်တွေကြည့်လာခဲ့တဲ့သူတယောက်လို့ကိုယ့်ကိုယ်တော့အဲ့လိုမျိုးထင်မိသွားတာပေါ့နော် Mr. Banking အနေနဲ့အသက်ဘယ်လောက်ရှိလဲမသိဘူးခုလက်ရှိတော့ကျွန်တော်အသက်က32နှစ်ပြည့်ပြီးတော့ပါပြီခုနမီးကောင်ပေါက်ဆဆိုတာဘယ်ရွယ်လောက်မှာ TV စကြည့်ဖြစ်တာဖြစ်မလဲပေါ့ကျွန်တော် TV စကြည့်ဖြစ်တာဆိုလို့ရှိရင်မှတ်မိသလောက်ဆိုလို့4တန်း5တန်းလောက်ကစကြည့်ဖြစ်တာဖြစ်မယ်ဗျအသက်အရွယ်အနေနဲ့ဆိုရင်ရောဘယ်လောက်အရွယ်လောက်ဖြစ်မလဲပေါ့တက်ရွယ်အနေနဲ့ဆိုရင်6နှစ်လောက်ကနေစကြည့်ဖြစ်တာဖြစ်မယ်အဲ့2000ဝန်းကျင်လောက်တော့လူတန်းအိမ်မှာ TV မရှိကြအောင်နော်တခြားအိမ်မှာရော TV တွေရှိနေကြတယ်တချို့အိမ်တွေမှာတော့ရှိနေကြပြီရှိနေကြပြီဆိုတဲ့အချိန်မှာလည်းမီးကတိတ်မလာတော့ကြတော့ TV ကိုတိတ်မကြည့်နိုင်ကြတယ်အဲ့လိုအခြေအနေမျိုးတွေဖြစ်နေကြတယ်ကျွန်တော်လည်းတူတူပဲပါနော်ကျွန်တော်ဆိုလည်း1990ခွန်ပေါ့ဆိုတော့ Mr. Banking ရော92နေလို့ဆိုတော့ကျွန်တော်တို့ကဒီ90ဘုံအနေနဲ့ဆိုတော့ဒီရဲ့ကာလာတွေအကုန်လုံးတော်တော်များသိကြရဗျာအဲ့ပထမဆုံးကြည့်ဖြစ်တဲ့ဇာတ်ကားဆိုဘာဖြစ်မလဲပထမအဆုံးကြည့်ဖြစ်တဲ့ဇာတ်ကားဆိုရင်တော့ဇာတ်ကားပြောလုံးဝမပါတယ်မီကီမောက်မီကီမောက်ကဇာတ်ကားပြောလုံးဝမပါဘူးသူ့ရဲ့တီးလုံးတန်အနေနဲ့သူ့ရဲ့အဓိကတော့ piano တီးလုံးအနေနဲ့ပဲကတ်တုံးကတကားလုံးကိုပုံဖော်သွားတဲ့ဇာတ်ကားမျိုးပေါ့အဲ့ဒါကကြတော့ TV မှာလာတယ်ကျွန်တော်ခွေနဲ့ကြည့်ရခဲ့ TV မှာလာတာမဟုတ်ဘူးအဲ့တော့ကဘယ်လိုခေါ်မလဲခွေနဲ့စပြီးတော့ကြည့်ဘူးလား6နှစ်လောက်မှာအဲ့ဒီဟာပထမဆုံးကြည့်ခဲ့တယ်ပထမဆုံးကြည့်ဘူးလားအဲ့လိုမျိုးလို့အဲ့အဲ့ချိန်မှာ TV season တွေလာတယ်မလား TV season တွေလာတယ် TV season တွေမှာကအဲ့တုန်းကပုံမှန်ဆိုလို့ရှိရင်ဘာတွေလာလဲဆိုလို့ရှိရင်ဟိုပါပေါ့ဒီကတ်တုံးကနဲ့ပတ်သက်တာဆိုရင်တိတ်မလာသေးဘူးတိတ်မလာသေးတော့ဥပမာဘာတွေလာလဲဆိုအဲ့ခေတ်ကဆိုလို့ရှိရင်ကျွန်တော်တို့စကြည့်ဘူးတော့ဆိုရင်အာရရတို့အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးကားလေးတွေကနေစလာပြီးတော့ဒါကလေးတွေစပြီးတော့ကြည့်ရပေါ့ကျွန်တော်တို့စကြည့်ဖြစ်တာနေပြီးတော့ TV season လေးတွေကိုကြိုက်တယ်အကြိုက်လာရင်ကျွန်တော်မေတို့မန်းလေးကိုသွားကြတဲ့အချိန်မှာအဲ့ရနေပြီးတော့ကတ်တုံးကားတကားဆိုပြီးတော့ဝယ်ခဲ့တာအဲ့ဆိုလို့ရှိရင်ပထမဆုံးကြည့်တဲ့ဇာတ်ကား Making မဟုတ်ဘဲနဲ့ TV season ဖြစ်နေမှာ TV season ကကျတော့ကတ်တုံးကားရယ်လို့တော့မဟုတ်ဘူးဗျအဲ့လိုမျိုးပေါ့ပထမဆုံးအဲ့လိုမျိုးစိတ်ထဲမှာအမှတ်ရနေတဲ့ဇာတ်ကားဆိုတော့အာရလို့ပြောအာရဖြစ်မှာပေါ့အာရအဲ့ဆိုဇာတ်ကားဆိုပြီးတော့ကိုဘွားမှာစတင်ထွေးထွေးဘူးဆိုလို့ရှိရင်အာရလို့ပြောလို့ရတယ်အာရနဲ့ဖိုးရွှေလိုက်အဲ့တော့အာရနဲ့ဖိုးရွှေလိုက်အဲ့ဒါပြီးတော့မှပဲအဲ့လိုဇာတ်ကားဆိုတာမျိုးကြာခွေနဲ့ထိုးကြည့်ရခဲ့ခွေနဲ့ထိုးကြည့်တာဇလန်းတွေ TV season ကလာတာတွေတွေ့ဘူးတာအဲ့လိုမျိုးတွေပဲတွေ့ဘူးတာအဲ့ Mickey Mouse တော့ကျွန်တော် VCD ဆက်ပဲရှိအောင်ပဲဟုတ်ပါ VCD ဆက်ပဲရှိသေးတာပေါ့ VCD အဲ့ဒါပဲ VCD ခက်ရဲ့အရှိတပိုင်းမှာဟိုကိုတိတ်ခွေဆက်လေးရှိလိုက်သေးတယ်သိလားတိတ်ခွေဆက်လေးရှိလိုက်တယ်အဲ့ကောင်မိလိုက်သေးလားအဲ့ကောင်တော့မမိလိုက်ဘူးအဲ့ကောင်တော့ဘယ်လိုခေါ်မလဲကြားပဲကြားဘူးလိုက်တာပေါ့အဲ့လိုမျိုးကျွန်တော်တို့အဲ့ခွေကိုမိအဲ့ခါလေးမိလိုက်သေးတယ်အဲ့ဒီကောင်ခွေစည်းတဲ့ဆက်ဆိုပြီးတက်ဝယ်ရသေးတယ်သူကအဲ့လိုမျိုးဟုတ်ပြီပြောရင်းနဲ့အဲ့ဥစ္စာကိုတိတ်ခွေဆက်လို့ဟာမျိုးပဲဟုတ်ပြီအဲ့ဒါတော့သုံးရတာပေါ့အဲ့ဒါသုံးရတာပေါ့အရင်တော့အဲ့ဒါတွေနဲ့ကြည့်ခဲ့ရတာပဲအဲ့လိုအဲ့ကောင်အစပဲတကယ်အဲ့ကောင်အစပဲအဲ့ဒီကောင်နဲ့ TV စင်ဆိုဘယ်ဟာပို့စောလဲမသိကျွန်တော်လည်းအဲ့လိုကောင်းတော့မမှတ်မိဘူးဖြစ်ပြောရလို့ရှိရင်အဲ့ကောင်တွေကပို့စောမယ်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲ့တုန်းကဆိုရင်မှတ်မိသလောက်ဆိုရင်အဲ့ Mr. Friday ပြောမှကျွန်တော်ပြန်သတိရတယ်အဲ့တုန်းကဆိုကျွန်တော်တို့ဘာလုပ်လဲဆို20တန်အတစ်တွေတို့5ချက်တန်အတစ်တွေ10တန်အတစ်လေး7တန်အတစ်လေးတွေရလို့ရှိရင်မသုံးမနဲ့တိမ့်ထားပြီးဆက်ဆေးဖို့အတွက်တိချာစုခဲ့ရတဲ့ခေတ်ပေါ့ဗျာMr. Banking နေနဲ့ရောအဲ့ခွေဆေးရနဲ့ပတ်သက်ပြီးတော့လို့အမှတ်တရရှိလဲကျွန်တော်တို့ခွေဆေးတာအမှတ်တရနေပြောရရင်လည်းကျွန်တော်အဲ့ဒါမှာအမှတ်တရတွေအများကြီးရှိကျွန်တော်ဘာလုပ်လဲဆိုတော့အဓိကကျွန်တော်တို့ဆေးတဲ့ပုံစံကတော့အဖုံးကိုဖွင့်ထည့်ပြီးတော့246ရှင်းနဲ့ရစ်တယ်ပြီးတော့အဓိကကြက်တန်အတစ်ပတ်စံအတစ်နဲ့ထည့်ပြီးတော့ဆေးလိုက်တာကျွန်တော်ခေတ္တကတော့အဲ့ဒါပြီးသွားလို့ရှိရင်ပြန်ကြည့်လို့ရပြီအဲ့ဒါလုံးဝ share ပဲတော့ဆိုလို့ရှိရင်ကိုထစ်နေတာကိုထစ်နေရဆိုတာခုကလေးတွေလည်းတိတ်ပြီးတော့တိပါလေဖုတ်တော့ထင်တာပဲနော်ဟိုအဲ့တိတ်ခွေထစ်တာလည်းတမျိုးပေါ့ဒါပေမဲ့အတိတ်ခွေခစ်ပြီးတော့လေနောက်ထပ် VCD ခစ်တွေပေါ်လာပြန်အဲ့ VCD ခစ်မှလည်းထစ်နေသေးတယ် VCD ခစ်ပြီးတော့ DVD EVD ခွေထီကိုထစ်နေသေးတယ် VCD ခစ်ကတော့ဟိုတခွေဆိုတခွေပဲနော် DVD ခစ်မှာကျွန်တော်တို့ခွေပေါင်းလိုက်ရတဲ့နည်းညံပေါ်လာနော်ဟုတ်တယ်အဲ့လေးတစ်ချက်တော့ပြောပါအောင်ကျွန်တော်အဲ့မှာဆိုရင်အဓိကကတော့ခူးခူးခွေတွေပေါ့တချင်းတွေလည်းထွက်တယ်ဗျာစကားတွေလည်းထွက်တယ်အဲ့မှာဆိုလို့ရှိရင်သိမလား9ကားတို့6ကား10ကားတွေလေအဲ့ဒါတင်းနဲ့ပတ်သက်ပြီးတော့ဘလိုကားမျိုးကြည့်ဖြစ်လဲအဲ့ဒါဆိုရင်တော့တရားဖို့3ကားကားတွေကြည့်ဘူးတာပေါ့အဲ့တော့ကတော့တရားဖို့3ကား
အဲ့တော့တရားဟုတ်3ကားဆိုတကယ်တရားဟုတ်3ကားအခုခေတ်လူတွေကတချို့ကနည်းနည်းဟိုဟာတာနေနေပြောကြတရားဟုတ်3ကားဆိုဒါပေမဲ့ကျွန်တော်တို့ကတကယ်ဝယ်သွားဝယ်လို့ရှိရင်ကျွန်တော်အိမ်ကနေတရားယူသွားတယ်3ခွေရတယ်အဲ့လိုမျိုးခက်ကတကယ်ရှိခဲ့တယ်ဟောလို့ကျွန်တော်တို့ကြောင်းနေမြင်တဲ့ချင်းသားရဲ့ဆိုင်ဆိုရင်စုံရတယ်အဲ့ဆိုင်ကိုသွားလို့ရှိရင်အညီဘာလို့ချင်းလဲအဲ့ကျွန်တော်တို့တရားနဲ့ပါလို့ရှိရင်3ကားရပြီစုံရတယ်အဲ့တော့အမတ်တရားတွေအများကြီးပဲပေါ့မီနူးဘတ်တန်လေးလေကျွန်တော်တို့အဲ့ဒါလေဇကားလေးရွေပြီးတော့ထိုင်နေကြည့်ရအမှန်တော့ခေတ်စားတော့ဆိုလို့ရှိရင်မီနူးလုတ်တဲ့အချိန်မှာဟိုဟာလေကြက်ကလေးလေကြက်ကလေးရောဗာလဲဟိုကျွန်တော်ဘာနဲ့ဆက်ဆက်နေရဆိုတာမသိကျွန်တော်တခါမစ္စတာဘန်ကင်းအပြင်မှာပြောပြရလေအဲ့ကြက်ကလေးကလည်းဆက်ဆက်နေရဆိုတော့အဲ့ကြက်ကလေးကလည်းဘယ်လိုခေါ်မလဲသူ့ရဲ့တီးလုံးတန်လိုက်သူကတဲ့တီးလုံးတွေမှာသူ့မှာသူ့ရဲ့ကကွက်ကဂျူးကဟန်လေးတွေရှိတယ်သူဘာလို့ကလဲဆိုတဲ့အကြောင်းရင်းရလည်းရှိတယ်အဲ့ဒါလေးကပြောရလို့ရှိရင်အိုက်စိတ်သေးရကောင်လေးရဲ့သူ့ရဲ့ဝိတ္တချသီးလေးပေါ့ဝိတ္တချသီးလေးကိုကြက်ကလေးကရခဲ့တဲ့အချိန်မှာကြက်ကလေးကထကပြတာအဲ့ပိုင်းလေးကဟိုတာပြောရင်တချို့လူငယ်တွေတော့တွေ့ဘူးလိုက်မယ်ထင်တယ်တချို့လူငယ်တွေတော့တော်တော်များများမတွေ့ဘူးရဘူးလို့ပြောကြတယ်အဲ့ပိုင်းလေးကတကယ်ရှိခဲ့ဘူးတယ်ဆိုတော့ကျွန်တော်ငယ်ဘွားအမှတ်တရတွေကတော့တော်တော်များပဲเนาะဒီဇကားရင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖြတ်တန်းခဲ့ရတဲ့ခစ်တွေမတူဘူးအဲ့ဒီတောက်လျှောက်ပဲတိတ်ခွေခက်ကနေပြီးတော့ EVD ခစ်တီအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ထပ်ပြီးတော့ခစ်စားလာတာဆလောင်းခစ်လို့ပြောရမှာเนาะဆလောင်းကြည့်နိုင်တယ်လို့အမှအကောင်ပဲဆလောင်းကကြတော့အဓိကတော့မြန်မာစာတန်းထိုးတဲ့ဟာလည်းရှိလားမသိဘူးဆလောင်းနဲ့ပတ်သက်ပြီးတော့ဘာကြည့်ဘူးသေးဆလောင်းကမြန်မာစာတန်းထိုးတဲ့ဥစ္စာတွေကဆက်စပိုင်းတော့ကတော့လုံးဝမရှိသလောက်ပဲဟုတ်လဲဆိုတော့ဆလောင်းလွှင့်တဲ့အချိန်မှာကျွန်တော်တို့နိုင်ငံလွှင့်တာမဟုတ်ဘူးတခြားနိုင်ငံလွှင့်တဲ့ဥစ္စာတွေကိုကျွန်တော်တို့ဖန်ကြည့်ကြတယ်နောက်ပိုင်းခေတ်တွေရောက်တော့မှ channel သဘောမျိုးတွေပြန်ထောင်ပြီးတော့မြန်မာစာတန်းထိုးလေးတွေပါလာတာပေါ့အဲ့လိုမျိုးပေါ့ဆလောင်းကတော့နည်းနည်းခစ်တော့နည်းနည်းကြော်ပါတယ်အဲ့ဆလောင်းမတိုင်ခင် TV season ခစ်ကတော့ကျွန်တော်ငယ်ဘွားအမှတ်အရဆုံးပဲဘာလို့ဆိုတော့အဲ့ကျွန်တော်တို့ငငယ်အခွာဆိုလို့ရှိရင်9ကားတော့9နိုင်ကားတော့ခွာလေ9ကားပါဆိုလို့ရှိရင်နာမည်ကြီးဆိုကျွန်တော်အဲ့တော့ငယ်သေးရဆိုတော့ကိုရီးယားကတိတ်မခံစားတယ်စောင်းရည်ချစ်သက်သေးလို့ပါတော့နော်ုံစောကျွန်စောတယ်အဲ့ဒီကတော့တကယ်ကြီးဟွာဖြစ်တယ်9နိုင်မှာဆိုရင်တော့လိုက်ကြည့်လို့ရဆိုရင်တိုင်းကားလေးရရှယ်လေတိုင်းကားတွေမှာဆိုရင်ရောမစ္စတာဘန်ကင်းဘာကြီးမှတ်မိသေးလဲကျွန်တော်တိုင်းကားတွေထဲမှာဆိုလို့ရှိရင်အဲ့တုန်းကမှတ်မှတ်ရကျွန်တော်အကြိုက်ဆုံးတိုင်းကားကတော့တိတ်ငတ်သူရဲကောင်းအတိတ်ငတ်သူရဲကောင်းလို့ကျန်းဝူကြည့်လို့အဲ့ဒီအကြိုက်ဆုံးပဲကိုတိုင်းမှာဟာဒါတွေပါကျွန်တော်တခါတလေကြည့်ကြည့်အတွင်းအားတွေပါလေအဲ့တော့လီဘောပြန်လိုက်တားခေစားလေကျွန်တော်လီဘောတားပြင်ညညာကျွန်တော်အကြိုက်ဆုံး9နိုင်ကအေးဟိုမြိုင်ဟိုတိုင်းလွန်လေငကားကြီးလေပြီးရင်တိတ်ငတ်သူရဲကောင်းကတော့ဒါယောက်ျားလေးတိုင်းရဲ့ဒါပြောရရင်အခြေဦးလို့တော့ပြောပဲအဲ့တော့ဒီကတော့တော်တော်ပြသိပါပါမသိလို့တော့မသိတော့ဘူးရှာကြည့်ပါနော်နောက်ပြီးတော့အဲ့ဒီဘတ်မတူတဲ့တက်လူတော့ဘာလို့ဆိုလဲသူကဟိုရွှေရောင်ကြီးနဲ့အဲ့ကောင်တိုင်းကျင့်တဲ့ကားတွေဆိုအဲ့လိုတိုင်းကားတွေကတော့စောက်ကြည့်ဖြစ်တယ်ဗျာဟုတ်တယ်အဲ့တော့ကလေးဆိုကြတော့အဓိကတော့9နိုင်မတိုင်ခင်လာ6နိုင်ကားတုန်းကသူကတရက်ကိုစားမရပါလားဗျာဒီလားအဲ့တော့ကိုကရွေးရစရာလည်းမရှိဘူးသူကမြောက်တွေကလွှင့်တာပဲကြည့်ရတာဆိုတော့ကျွန်တော်မမက်ရဆိုရင်ဘယ်ကနေစားဆိုနီကြားတော့ကနေမှတ်မိတာနီကြားတော့ပြီးရင်ဟိုငါးကလေးရဲ့မွေရဲ့မြေတို့ကြားကလေးစွန်စားကန်တော့နောက်ပြီးတော့ပင်ကင်းနဲ့လိုက်ကင်းတို့နောက်ရှိပါသေးပြိုင်ကားလေးဇက်ပါတော့အဲ့နောက်ပိုင်းပဲမှတ်မိတာဗျာကျွန်တော်ငယ်တော့တွေးတဲ့အတွေးတစ်ခုရှိတယ်အဲ့ဘာလဲဆိုတော့အသက်ကြီးလာတော့ပတ်စံရှိလို့ရှိရင်ကျွန်တော်မြောက်တွေကိုသွားပြီးတော့စကားတွေသွားဝယ်ပြီးတော့အဲ့ကတော့ပြန်ကြည့်မယ်ပေါ့အခုကတော့မကြည့်ပြတော့ဘူးနော်ပြီးတော့ဟိုတော့အဲ့ခါလေးလိုက်ရှာကြည့်သေးတယ်ဒါပေမဲ့ဖီးကမတူတော့ဘူးဘာလို့ဟိုမစ္စတာဘန်ကလည်းသိရမလားစကားတွေဆိုတာလေဇကားတွေဆိုတာငယ်တုန်းကကြီးခဲ့ရတဲ့ဖီးနဲ့အသက်ကြီးသွားတော့ဒီဇကားကိုပြန်ကြည့်ရဲ့အချိန်မှာဖီးနဲ့မတူတော့အခုချိန်မှာ Mr. Friday ကိုဦးစိတ်တို့နဲ့မြောင်းညိုပြန်ကြည့်ပါဆိုလို့ရှိရင်တိတ်ပြီးတော့ရီချင်မှရီတော့မှာကျွန်တော်ငယ်ငယ်တုန်းကတော့အဲ့ဒါကြည့်လိုက်ရင်လေရီရတာအဲ့ဒါပြီးတော့နော်ကျွန်တော်တို့ဘာကြီးထက်ပေါ်လာသေးလဲဆိုတော့ပြောင်းလဲရဒီ MP3 player တော့ MP4 player တော့အမှ MP4 player တွေကတော့လူတိုင်းမသုံးနိုင်ကြတော့ဘာလို့အဲ့ခေတ်မှာလားတော်တော်ကြီးခုနဆက်လောင်းထက်ကိုအကောင်ဖြစ်သွားတဲ့ဘက်ကိုရောက်သွားတယ်နော်ဟုတ်တယ်ကြောင်းမှာဆိုလို့ရှိရင်ယူလာတဲ့သူကိုအဝိုင်းအောင်ရတာပဲသူအကျော်ကျွေးမယ်နည်းနည်းလောက်တော့ပြအောင်အဲ့လိုမျိုးတွေလည်းကိုရှိခဲ့ရတာအဲ့ခေတ်တော့ဇကားတွေပါကထိတ်ကိုတော်တော်ရှားရနော်ပထရိုလည်းပေးရမယ်ထင်တယ်ဟုတ်တယ်ဇကားထည့်ဖို့ဆိုလို့ရှိရင်စိုင်မှာသွားပြီးတော့ဗာလေးထည့်ပေးပါဗာလေးထည့်ပေးပါနဲ့စောင့်ပြီးတော့ကိုယူရတယ်မနက်ကို MP4 ပေးခဲ့ညနေမှာပြန်လာရင်ငါကြီးဆိုဟုတ်ကဲ့ဆိုနေရတာပဲကိုကလည်းဒါပဲစောင့်ရုံပဲရှိတာကိုမှမလုပ်တတ်တာအဲ့ခေတ်ကအဲ့လိုမျိုးအဲ့ဒီအရာတွေကိုတစ်ခေတ်ထက်ချိုးလာကြတော့ Java တွေပေါ်လာနော်လုံးဝ Android တော့မဟုတ် Java တော့ကကျတော့အဲ့လောက်ကြီးတိတ်မတွင်ကြလောက်ခဏလောက်ပဲနော်တင်ကောင်ကျွန်တော်မှတ်မိသလားအဲ့ဆိုကျွန်တော်ဆိုရင်တော့အဲ့အထက်တန်းငုံးကျလောက်ရှိပြီအဲ့ခေတ်တော့အဲ့ Java တွေမှာကျွန်တော်မှတ်မိသလောက်ဆို तू ကသူ့ရဲ့အားနည်းချက်ကဘာဖြစ်မလဲဆိုကျွန်တော်သိသလောက်ဆိုရင် तू က storage နည်းတာထင်အဲ့လိုဘာလို့လဲဆိုတော့ဗီဒီယိုတွေလည်းတိတ်အများကြီးမဆန့်ဘူးဟိုကတချင်းပါညာထည့်ရတယ်တိတ်အများကြီးမဆန့်တဲ့အတွက်ကအဆင်မပြေသွားတာအဲ့လိုမျိုးလေးပေါ့နောက်ပိုင်းမှာ Android တွေတူနေကြပေါ်လာတဲ့အချိန်မှာတော့နောက်ဆုံးသိရတဲ့အတိုင်းပဲဒီ channel မှာတော့ဘာလို့ပေါ်လာတယ်ပေါ်လာတဲ့အချိန်မှာလူတွေက
ဒီဆိုင်နေမှာလဲစကားသွားထဲကြပြီးကြလို့ရှိရင် line မော်လည်းရှာကြဒါနဲ့တော့ပို့ပြီးတော့ဒီစကားကြီးရှုတဲ့ပြိသက်တွေစကားကြီးရှုတဲ့လုံကအများကြီးပိုတက်လာဟုတ်တာပေါ့အခုလက်ရှိရောက်နေတဲ့ခေတ်ကပြောရရင်တော့ Telegram ခွင့်လို့တောင်ပြောလို့ရမှာတခုစကားရှာခြင်းပြီဆိုလို့ရှိရင်အဲဒီ Telegram မှာပဲသွားရှာနေကြဆိုတော့လေဆိုတော့ဟိုအရင်တော့ဆိုရင်တော့မှဒီ site တွေမှာစကားတော့ကူရတဲ့ခေတ်ပေါ့အခုကျတော့အလွယ်တကူတော့ရှာလို့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဟို channel တွေကတော့အဓိကသူတို့တင်ပြီးလုပ်နေကြတာပေါ့ဆိုတော့ဒီကြားထဲမှာကျွန်တော်တို့တိတ်မသိတဲ့ခေတ်တစ်ခုရှိအဲ့ကောင်ကျတော့ Netflix ပေါ့ဗျာ Netflix ကတော့ကျွန်တော်ကိုယ်တိုင်တော့ကြည့်ပြတာတိတ်မကြသေးဘူးပေါ့နော်ဆိုတော့အဓိကတော့ Netflix က1998ခုနှစ်ကစဒါပေမဲ့ကျွန်တော်တို့စီတာရောက်မလာဆိုတာသုံးရလို့နေထင်ပါတော်တော်များတော့ Netflix ဆိုတာဘာမှန်းတော့မသိကြဘူးကျွန်တော်တော့သိတယ်တိတ်မကြသေးဆိုတော့သူကတော့ပြောရင် online platform ပုံစံမျိုးပေါ့အဲ့တော့ Netflix အကြောင်းဘာညာမသိသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော် Mr. Friday page မှာ Netflix ကဘာလဲဆိုတာမျိုးပေါ့နော်ဒီ admin တွေကိုလာပြီးတော့စုံစမ်းလို့ရတယ်ကျွန်တော်နှစ်ယောက်ကတော့ဒီ movie dot အနေနဲ့ Doki ပဲဖုတ်မှာပေါ့နော်ဆိုတော့ဒီဘက်ကတော့ကျွန်တော်ဒီလောက်ပါပဲပေါ့နော်နောက်တစ်ဘက်မှာလည်းဒီ Mr. Banking နဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ movie kit တစ် kit ရဲ့အကြောင်းပဲဖြစ်ဖြစ်ဒီဇာတ်ကားတွေရဲ့ကျွန်တော်တို့သဘောကျတဲ့ဇာတ်ကားလေးတွေဖြစ်အပြန်လည်ဆွေးနွေးနေတင်ဆက်ပေးသွားမှာပေါ့နော်ဆိုတော့ Mr. Banking အနေနဲ့ရောဟိုအားလုံးနှုတ်ဆက်စကားလေးပြောပြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်နော်အခုဆိုတော့အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ဆုံးဖြတ်ကြပါမယ်အားလုံးတက်တာ